ဒီနေ့တော့ကျွန်တော်ရွှေဘုံဖျားကိုသွားတယ်ကျွန်တော်လက်လျှောက်တက်ဖြစ်တယ်ဘာလို့ကျွန်တော်တို့ဝယ်စရာလေးတွေရှိရအတွက်ပေါ့လေပြီးတော့အင်္ဂါတော့မှာကျွန်တော်ကရေတက်ပေးဖို့အတွက်ခဏစောင့်တယ်ပြီးတော့ကျွန်တော်ကဧည့်သည်တွေပါလာတဲ့အတွက်ဧည့်သည်တွေကိုသူတို့သွားခြင်းတဲ့နေရာတွေလိုက်ပို့ပေးတယ်ကျွန်တော်လည်းတက်ပုံနေအများကြီးရိုက်တယ်ပေါ့တက်ပုံနေရိုက်ပြီးရင်ကျွန်တော်ခဏလေးနားတယ်ပေါ့လေကျွန်တော်တွေအဲ့ဒီမှာခဏနားတယ်ဖျားကြော်ရာတွေကိုစောင့်ပြီးတော့ကျွန်တော်တို့စသွားတယ်ပေါ့ခဏနားရင်းနဲ့ကျွန်တော်တွေဘယ်သွားကြမလဲဆိုဗုဒ္ဓဝင်ပြတိုက်ပေါ့ကျော်ရွှေဘုံရဲ့ပြတိုက်ကိုကျွန်တော်တို့သွားကြည့်ဖို့အတွက်သွားပါပြီဒါပေမဲ့အဝင်မဲကျွန်တော်တို့ကရိုက်လို့ရတာဗျအထဲမှာကျွန်တော်တို့တွေတပ်ပုံရိုက်ခွင့်မရှိဘူးဗီဒီယိုရိုက်ခွင့်မရှိဘူးဗျအဲကြောင့်ကျွန်တော်ကဒီမှာသွားကြည့်တာလေးကိုအဝင်ဝလေးရိုက်ဖြစ်တာပါဗျပြန်တော့လေပြန်တော့ကျွန်တော်ကလက်လျှောက်မစင်တော့လက်လျှောက်လုံးဝမစင်တော့ဘူးကျွန်တော်ဒီမှာအမြန်လေးသွားနေပြီလက်လျှောက်မစင်ခြင်းလို့ဒီမှာဖျားဘူးဧည့်သည်တွေလည်းများတယ်ကျွန်တော် list ကိုလည်းကျွန်တော်တို့တွေခဏလေးတော့စောင်းရတာပေါ့ကျွန်တော်တော့ရှိရတဲ့ lunch မလျှောက်တော့ဘဲနဲ့အမြန်ဆင်းလိုက်တာပြီးတော့ကျွန်တော်ကအောက်မှာတွေးစိတ်ကမှာငါးစာကျွေးတယ်ခိုးစာကျွေးတယ်အများကြီးပဲဗျခိုးရည်လည်းအများကြီးပဲဒါပေမဲ့တော့တို့ကုသိုလ်လုပ်ဖြစ်ပါတယ်ဗျခိုးရည်လည်းအများကြီးပဲခိုးစာကျွေးတယ်ကျွန်တော်ငါးစာလေးတွေကျွေးဖြစ်တယ်ဗျဒီတွေးစိတ်ကမှာပါလေဟုတ်ဟိုခြေတကုတ်ပဲရော်နေတဲ့တော်တော်များလည်းကျွေးကြပါတယ်ငါးလွတ်တာတို့ငါးစာကျွေးတာတို့ဒီပေါ်လေးငှက်ဒီပေါ်လေးဒီခိုးရီကျွေးရတော့အများကြီးလုပ်ကြပါတယ်ဗျဟုတ်ဒါတော့ကျွန်တော်ငါးစာကျွေးတယ်ခိုးစာကျွေးတယ်ဒါရွှေဘုံဘုရားကိုကြောင်ရင်တော့လုတ်ဖြစ်တဲ့အရာလေးပေါ့လေအဲ့လိုကျွန်တော်လုတ်ဖြစ်တယ်ဒါကတော့ကျွန်တော်ရွှေဘုံဘုရားသွားတဲ့မှတ်တရလေးပါဗျဟုတ်ကျေးဇူးများတင်ပါတယ်